ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတည်ငြိမ်ခြင်းနဲ့ပြစ္ဆုတ်ပံမှာပဲစိတ်ကိုထားခြင်းနဲ့ဆိုရင်လှုပ်ဆောင်ရမယ့်အချက်လေးတွေကိုပြပေးခြင်းပါတယ်။တနည်းအားဖြင့်ပြောရရင်ကိုယ်စိတ်ကိုလှုံ့ဆော်တတ်တဲ့အရာတွေကိုရှော့ချခြင်းဘဝနေနည်းလို့တောင်ခေါင်းစဉ်တက်လို့ရပါတယ်။အဲ့ဒီအချက်လေးတွေကတော့နံပါတ်1အချက်ကတော့တရားထိုင်တာကိုယ့်ရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာပဲရှိဖို့ဆိုတာတရားထိုင်ခြင်းအလေးအကျင့်ကိုလှုပ်ဆောင်ကြည့်ရမှာပါ။တနေ့ကိုအချိန်ခဏလေးပေးပြီးတော့တနေရာတွေကိုအာယုံပြုမယ်မျက်လုံးလေးကိုမှိတ်ပြီးကိုယ့်ရဲ့ဝင်လေထွက်လေအပေါ်မှာအာယုံစိုက်ပြီးတော့လှုပ်ဆောင်ကြည့်ရမှာပါ။နံပါတ်2အချက်ကတော့အကျောဆန့်တာနဲ့အကျောလျှော်တာပါကျမတို့အကျောဆန့်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ relax ဖြစ်ပြီးတော့ကိုယ့်ရဲ့အသက်ရှူတဲ့လှုပ်ဆောင်မှုကလည်းနှေးသွားလို့နေလို့ကောင်းတာကိုခံစားမိမှာပါအဲ့ဒီအချိန်မှာလည်းစိတ်အေးချမ်းမှုကိုခံစားရပြီးတော့တတောင့်တတာဖြစ်စေမှာပါနံပါတ်3ချက်ကတော့ mindfulness လို့ခေါ်ပါတယ် mindfulness နဲ့ပတ်သက်ပြီးတော့ပြချင်ပါတယ် mindfulness ဆိုတာကမိမိရဲ့စိတ်ကိုပြစ္ဆုတ်ပံမှာပဲထားမယ်အတိတ်ကိုတွေးပြီးတော့နောင်နာမရဘူးအနာဂတ်ကိုတွေးပြီးတော့မပူပန်ဘူးဒါဟာ mindfulness ရဲ့သဘောတရားပါဥပမာအစားတောက်စားနေတယ်ဆိုရင်လည်းတိစိတ်လေးနဲ့စားတာလမ်းလျှောက်ရင်လည်းတိစိတ်နဲ့သွားတာအရာရာဟာစိတ်နဲ့မှတ်နေပြီးအတိတတိနဲ့နေထိုင်တာမျိုးပါနံပါတ်4အချက်ကတော့စင်ချင်တုံတရားနဲ့လမ်းလျှောက်တာလမ်းလျှောက်တဲ့အခါမှာကိုမြင်ရတဲ့အရာကိုကြားတဲ့အရာတွေကိုအာရုံစိုက်ပြီးလမ်းလျှောက်တာကိုဆိုလိုတာပါလမ်းလျှောက်နေတဲ့အချိန်မှာငှက်ကလေးတွေရဲ့အတန်ကိုကြားရမယ်ကိုယ့်ရဲ့မျက်နှာကိုထိတွေ့သွားတဲ့လေနုအေးလေးကိုခံစားမယ်ပေါ်ပါနေတဲ့တရင်ပုံသဏ္ဍာန်အမျိုးမျိုးကိုကြည့်ရှုမယ်ကျမတို့တွေရဲ့အတွေ့အများစုဟာဘဝရဲ့နောက်ထပ်ခြေလှမ်းတွေအတွက်စိုးရိမ်ပူပန်နေကြတာများပါတယ်။အဲဒါကြောင့်အဲ့ဒီစိတ်ပူနေတဲ့အရာတွေကိုမေ့ပစ်ပြီးကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့အာယုံတွေအပေါ်မှာခံစားနေထိုင်ကြည့်ပါ။ကိုယ်တခါမှမခံစားဘူးတဲ့ရနံ့နေတွေကိုလည်းခံစားကြည့်ပါ။နံပါတ်5ကတော့ de-social interaction လို့ခေါ်ပါတယ်။ကိုချစ်ခင်မြတ်နိုးသူတွေကိုကချစ်ခင်ရသူတွေနဲ့တွေ့ဆုံမှာတနည်းအားဖြင့်ကိုယ့်ကို love hormone လို့ခေါ်တဲ့ oxytocin များများထွက်စေတဲ့လူတွေနဲ့တိုက်တိုက်ဝန်းဝန်းနေထိုင်ခြင်းဟာလည်းပျော်ရွှင်ကြည်နူးမှုကိုခံစားရစေပါစေ။ရတယ်နံပါတ်6ကတော့ boy town လို့ခေါ်ပါတယ်ကျမတို့ရဲ့စိတ်ဟာတစ်ခုမဟုတ်တစ်ခုကိုလှုပ်ချင်နေလေးရှိပါတယ်အဲဒါကြောင့်အခြေခဏလေးပေးပြီးဘာမှမလုပ်ဘဲနေကြည့်ပါတနေရာရာမှာထိုင်ပြီးတစ်ခုခုကိုကြည့်နေမယ်တိတ်ဆိတ်စွာနေထိုင်မယ်တိကျတဲ့ရည်ရွယ်ချက်ရည်မှန်းချက်မရှိဘဲနေထိုင်တတ်တဲ့အလေးအကျင့်ကိုလှုပ်ဆောင်ကြည့်ပါအဲ့ဒါလိုလှုပ်ဆောင်တာဟာရောင်ရဲတင်းတိမ်မှုကိုအလေးအကျင့်လှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်ကျမတို့တွေကအပေါ်ကအချက်တွေကိုတစ်ခုမဟုတ်တစ်ခုလှုပ်ဆောင်ကြည့်နေပါတယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့စိတ်ဟာပိုပြီးတော့ငြိမ်အေးလာမှာပါရလက်အနေနဲ့ကတော့စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းနိုင်ပြီးတော့ပျော်ရွှင်မှုကိုခံစားနိုင်မှာပဲဖြစ်ပါတယ်ရှင်